Okay ဒီနေ့ကျွန်တော်တို့ Kalash ကနောက်ဆုံးထွက်ထားတယ် Kalash ရဲ့ Shiaka Sky ပေါ့နော် Kalash ရဲ့ Shiaka Sea ထဲမှာနောက်ဆုံးထွက်ထားတယ် Shiaka Sky ဆိုတဲ့ရေမွေးနဲ့ပတ်သက်လို့ကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ် Ladies and gentlemen, this is your captain speaking. Shiaka Sky has arrived. မင်္ဂလာခင်ဗျားတို့ opportunity ကကျွန်တော်ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တက်ပိုင်ပါဆိုတော့ဒီ Shiaka Sky ကသူ့ရဲ့ Shiaka Sea ထဲမှာအခုနောက်ဆုံး latest release ဖြစ်မယ်သူက Grelin ကထွက်တဲ့ half stroblons ကို reference ယူလာပြီးတော့ inspiration ယူပြီးတော့ထွက်ထားတဲ့ရေမွေးဖြစ်တယ်ဆိုတော့ကျွန်တော်တော့ original ကျွန်တော်မရှူဘူးဆိုတော့ဒီဟာလေးဘယ်လိုရှိမလဲပြောပြပေးသွားမယ်ထုံးစံတိုင်းပဲ notes တွေတော့ကျွန်တော် video ထဲမှာထည့်သွားပေးမယ်ဆိုတော့သူကစပြီးတော့ opening မှာတွေကတော်တော်လေးစိတ်ကြည်နေအေးမြဖို့ကောင်းတဲ့ဒီ citrus mint combination မှာ green aspect ကိုအုပ်ထားတဲ့ပုံစံမျိုးလေးနဲ့ဖွင့်တယ်ပေါ့နော်ဆိုတော့ citrus အရင်ပြဲပြဲဖြစ်ထွက်နေတာမျိုးလည်းမဟုတ်ဘူး mint အနက်စူးနေတာမျိုးလည်းမဟုတ်ဘူးထိတ် citrus နဲ့ mint combination green aspect လေးနဲ့ green accord လေးနဲ့ထိန်းထားတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့စဖွင့်ဆိုတော့နည်းနည်းလေးဒီ citrus လေးပျောက်သွားပြီ top လို့ပျောက်သွားပြီဆိုလို့ရှိရင်ကျွန်တော် orange blossom တို့ neroli တို့အဲ့လို fresh ဖြစ်တဲ့ဒီ floral ပန်းနဲ့လေးဝင်လာတယ်အဲ့နဲ့လေးစရလာတယ်နောက်အဲ့ဟာလေးတွေခဏလေးနေငြိမ်သွားပြီနာ dry down ရောက်သွားပြီဆိုလို့ရှိရင်တော့သူကကျွန်တော်တို့ mint ပါပါလေး green ဆန်ဆန်လေးအဲ့လိုကမှ marks နဲ့ sandalwood ပါလေးတေချာရွှင်တော့တည်ရတယ် sandalwood ပါလေးနဲ့ marks နဲ့အဲ့လိုပြန်အုပ်ထားတဲ့ပုံစံမျိုးလေးညင်သွားတယ်ဆိုတော့ performance က9နိုင်နဲ့6နိုင်ဝန်းကျင်လောက်ကိုကောင်းခံတယ်တော်တော်လေးကို neroli set ဒီလိုမျိုးဟိုကျွန်တော်တို့ fresh ဟိုမှာ aromatic အရန်မိုက်တဲ့ aroma အရန်ကောင်းတဲ့ဒီလို neroli ဒီလို orange blossom ဒီလိုအနက်တစ်ခုကိုဒီလို price tag မှာဒီလို performance ရဖို့ဆိုတာတော်တော်လေးကိုရှားတယ်လို့ပြောလို့ရတယ်ဒါကျွန်တော်အမြင်ပေါ့နော်ဆိုတော့ဒီဟာက original ဒီ half stroblon ဆိုလို့ရှိရင်တော့မှ performance ကအရင် weak တယ်လို့ပြောကြတာကျွန်တော်တို့မစမ်းဘူးကျွန်တော်မရှူလည်းမရှူဘူးကျွန်တော်အဲ့နောက်တိတ်ပြီးတော့စိတ်လည်းမဝင်စားရလည်းပါတယ်ဆိုတော့အဲ့ဒီဈေးကိုအဲ့ performance ကိုအဲ့ price tag နဲ့ကျွန်တော်မဝယ်ချင်တာလည်းပါတယ်ဆိုတော့ဒီဟာလေးထွက်တော့ကျွန်တော်စမ်းပြတယ်တော်တော်လေးသဘောကျတယ်အသက်အရွယ်မရွေးနောက်ဆုံးအသက်အငယ်ဆုံးရေမွေးစသုံးလို့ရတဲ့အရွယ်ကနေအသက်လုံးဝကြီးတဲ့အရွယ်ထိသုံးလို့ရတဲ့ရေမွေးလို့ပြောလို့ရတယ်ဖျားသွားကြောင်းသွားရုံးတက်ဟိုနောက်ဆုံးဆရာဝန်တွေထိကြိုက်တဲ့လူကြိုက်တဲ့ညာကြိုက်တဲ့ချိန်သုံးလို့ရတယ်ရေမွေးတစ်ခုဖြစ်မယ် long lasting ကောင်းတယ် UAE ဖြစ်တဲ့ပုံမှာပေးရတဲ့ price tag နဲ့ပြန်ရတဲ့ quality နဲ့ကတော့လုံးဝတန်တယ်ကျွန်တော်ပြောချင်တာက UAE ဖြစ်တယ်ပေးရတာနဲ့တော့တန်အောင်လို့ထုတ်ထားတယ်ဗျဆိုတော့ဒီနေ့ကတော့အခုပြောပြပေးသွားတာကျွန်တော် Shiaka Sky အကြောင်းပြောပြပေးသွားဖြစ်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါ